ကုန်ရှိတယ် မင်္ဂလာပါကလေးတို့ရေတတမီမီတို့အိမ်ကရေခဲတစ်တာကြီးထဲမှာအစားအစာလေးတွေစကားပြောတတ်တယ်ဆိုတာသိကြလားရေခဲတစ်တာကြီးထဲမှာချိုမြင်ပြီးအယောင်တောက်တောက်တကြားမုံတွေဖြိုးထားတဲ့ဒိုးနတ်မုံကြီးတစ်ခုရှိတယ်သူ့ဘေးမှာတော့တစ်ပင်လေးနဲ့တူပြီးအစိမ်းရောင်ရှိတဲ့ပန်းကော်ဖီစိမ်းဘရော့ကလီလေးရှိတာပေါ့ဒိုးနတ်ကြီးကသူ့ကိုယ်သူအမြဲတဲ့အထင်ကြီးနေတတ်တယ်တနေ့တော့ဒိုးနတ်ကြီးကပန်းကော်ဖီစိမ်းလေးကိုကြည့်ပြီးဟေးပန်းကော်ဖီစိမ်းမင်းကြည့်ရတာတစ်ပင်ပူလေးကြာနေတာပဲကလေးတွေကမင်းလိုအစိမ်းရောင်ဟင်းဒီရွက်တွေကိုမကြိုက်ကြဘူးကွာငါ့ကိုကြည့်စမ်းချိုမြင်ပြီးစားလို့ကောင်းတော့ကလေးတိုင်းကငါ့ကိုပဲအမြဲတမ်းရွေးကြတာလို့ဝါကြွားလိုက်တယ်ပန်းကော်ဖီစိမ်းလေးကတော့စိတ်မဆိုးပါဘူးသူကမုံလာဥနီတုံးလေးတွေကိုအလေးတုံးလေးတွေလိုတုံးပြီးအားကစားလုပ်နေရင်ကနေကမင်းလောက်မချိုပေမဲ့ခလီတွေကိုတကက်စွမ်းအားပြီးပြီးနိုင်တယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီချိန်မှာအပြင်ကနေတာတာလီညီညီရောက်လာတယ်ညီညီကမနှက်ဖြန်ကျောင်းမှာလုံမဲ့ဘောလုံးအားကစားပြိုင်ပွဲအတွက်လေ့ကျင့်နေရလို့အရန်ကိုပင်ပန်းနေတာပေါ့မေမေရေတာအရန်ပင်ပန်းနေပြီအားတွေလည်းမရှိတော့ဘူးမနှက်ဖြန်ပြိုင်ပွဲအတွက်ခွန်အားဖြစ်စေမဲ့အစားအစာတစ်ခုခုလောက်ကျွေးပါလို့မေမေကိုလှမ်းပြောလိုက်တယ်မေမေကရေခဲတတာတကားကိုဖွင့်ပေးလိုက်ပြီးတာလီသဘောကျတာသာရွေးစားလိုက်တော့နော်လို့ပြောလိုက်တယ်ညီညီလေးကရေခဲတတာတဲကိုကြည့်လိုက်တဲ့အခါအယောင်တောက်တောက်နဲ့ဒိုးနက်ကြီးကိုအရင်ဆုံးမြင်လိုက်ရတယ်ဒိုးနက်ကြီးကငါ့ကိုစားပါညီညီလေးငါကအယမ်းချိုတော့မင်းကိုချက်ချင်းအားတွေပြည့်သွားစီမှာလို့တီးတိုးလေးပြောပြီးဆွဲဆောင်နေတာပေါ့ညီညီလေးလဲသွားရည်ကျသွားပြီးဒိုးနက်ကြီးကိုယူဖို့လက်လှမ်းလိုက်တယ်အဲ့ဒီအချိန်မှာညီညီလေးဟာဆရာမပြောပြဖူးတဲ့ကျမ်းမာရေးသင်ခန်းစာကိုရုတ်တရက်သတိရသွားတယ်အချိုကဲတဲ့မုံတွေကခဏတာပဲအားရှိစီပြီးနောက်ဆိုရင်ပိုပြီးပင်ပန်းနွမ်းနေစီတယ်ဆိုတာကိုပေါ့ညီညီလေးမျက်လုံးမှိတ်ပြီးစဉ်းစားကြည့်လိုက်တယ်အကယ်လို့သူသာဒိုးနက်ကိုစားလိုက်ရင်ပြိုင်ပွဲမှာအစပိုင်းမြန်ပြေးနိုင်ပေမဲ့လမ်းတစ်ဝက်ရောက်တာနဲ့ဖိုက်အောင်ပြီးလဲကျသွားမှကိုမြင်ရောင်သွားပါတော့တယ်ဒါနဲ့ညီညီလေးကဒိုးနက်ကြီးကိုမယူတော့ပဲသူ့ကိုကြည့်ပြီးလက်မထောင်ပြနေတဲ့အစိမ်းရောင်ပန်းကော်ဖီစိမ်းလေးကိုရွေးချယ်လိုက်ပါတော့တယ်အချိုတွေစားရင်သွားလဲပိုးစားမယ်ပြိုင်ပွဲမှာလဲရှုံးမှာပဲပန်းကော်ဖီစိမ်းလေးကမှငါ့ကိုတကက်စွမ်းအားတွေပေးနိုင်မှာလို့ညီညီလေးကပြောလိုက်တယ်ညီညီလေးကပန်းကော်ဖီစိမ်းကိုမိမိကိုပေးပြီးအရသာရှိတဲ့ဟင်းချိုလေးလောက်ခိုင်းလိုက်ပါတယ်ပန်းကော်ဖီစိမ်းဟင်းချိုပူပူလေးကိုတောက်လိုက်ရတဲ့ညီညီလေးဟာချက်ချင်းပဲအားအင်တွေပြေးဝသွားပါတော့တယ်နောက်နေ့ပြိုင်ပွဲမှာတော့ဗီတာမင်တွေပြေးဝနေတဲ့ညီညီလေးဟာဂိုးတွေအများကြီးသွင်းပြီးပထမဆုကြီးကိုစွတ်ခူးသွားနိုင်ခဲ့ပါတော့တယ်ကဲခလေးတို့ရေဒီပုံမြင်လေးကဘာသင်ခန်းစာပေးလဲဆိုတော့အပြင်ပန်းကြည့်လို့လှပပြီးချိုမြင်တိုင်းခန္ဓာကိုယ်အတွက်မကောင်းပါဘူးကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်တွေကသာတာတာမီမီတို့ကိုစစ်မှန်တဲ့ခွန်အားတွေပေးနိုင်နေဆိုတာပါပဲနောက်ထပ်ပုံမြင်လေးတွေနားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့အောင်နော်တတာ